Hello အားလုံးပဲမင်္ဂလာပါဒါကတော့ကျွန်တော်တို့မလေးရှားမှာနာမည်ကြီးနေတဲ့ပြင်တစ်ရွာဖြစ်ပါတယ်ဒါကပြင်တစ်ရွာရဲ့အဝင်မှာကျွန်တော်တို့တွေ့ရမယ်ပြင်တစ်ရွာရဲ့ဆိုင်းဘုတ်ဖြစ်ပါတယ်เนาะအားလုံးပြင်တစ်ရွာထဲရောက်ရင်ပါရရှိမလဲတစ်ချက်ကြည့်အောင် Okay ဒီနေ့ကတော့ပြင်တစ်ရွာဆိုတဲ့နေရာကိုရောက်ခဲ့ပြီเนาะတကယ်ပဲအခုကဒါကျွန်တော်တို့အစဝင်မဲ့နေရာဟုတ်တယ်ကြည့်ပါဦးအလံတွေကိုကြည့်ပါဦးလေကတော့အရန်တိုက်တယ်အရန်ပြောစရာကောင်းတယ်ဒီတောင်ကုန်းပေါ်မှာဆိုတော့လေနော်လေတဖြုံးဖြုံးနဲ့တော်တော်လေးကိုပျော်စရာကောင်းပါတယ်ဒီမှာ Okay အဲ့တော့ကြည့်ပါဦးဒီမှာ Okay အားလုံးပေါ်တစ်ချက်လောက် Okay ရမ်းမိုက်ပါတယ်နော်ဒီမှာ Okay ဒီနေရာမှာနော်ကြည့်အောင်အထဲကိုကျွန်တော်တစ်ချက်ဝင်ရအောင် Okay ထဲဝင်ရအောင်မလေးရှားမှာရှိတဲ့ဒီပြင်တစ်ရွာဆိုတဲ့ဟာလေးကိုတစ်ချက်လောက်ကျွန်တော်တို့ဝင်ကြည့်အောင်ဘယ်လောက်ထိမိုက်မလဲပေါ့နော်သူအနေထားကတော့ကဲလေရတော့တိုက်တယ်ဗျာလေရတော့တိုက်တယ်ဗျာဒီမှာကြည့်ပါဦးဘေးပတ်ဝန်းကျင်တွေကတော့ Okay မိုက်တယ်ဗျာတော်တော်လေးကိုလာတယ် Okay